မင်းတပ်ကဲတလိတ်ကဲဥသာသနာတော်ဖြစ်တရားဝင်ကြီးညာဖွင့်လှစ်ခြင်းနဲ့မင်းတပ်ကဲဥသာသနာပိုင်းအဖြစ်မွန်စီညာအဂတ်စတင်ထန်ယွန်ခုံးကိုဆရာတော်တိတ်ခါတင်ပွဲသို့ကြွရောက်လာကြသောရိုသေလေးစားအပ်ပါသောအဖဆရာတော်ကြီးများဗာတီကန်တန်အမတ်ကြီးမွန်စီညိုအန်ဒရီယာဖယ်ရန်တီဘုန်းတော်ကြီးများတိလရှင်များလေးစားအပ်တဲ့တန်ယုံများမှကြောက်ရောက်လာကြတဲ့လေးစားအပ်တဲ့လူကြီးသူမများယုံကြည်သူဘာသာဝင်များနဲ့အထူးသဖြင့်ပင်မခက်ခဲစွာကြွရောက်လာကြတဲ့ဟာခါကလေးနဲ့မင်းတပ်ဂိုင်းအုပ်သာသနာများမှဘုန်းတော်ကြီးများကိုခရစ်တော်ဘုရားရှင်၌လိုက်လဲစွာကြိုဆိုအပ်ပါတယ်ငြိမ်းချမ်းခြင်းကိုတောင်းတနေကြတဲ့နှလုံးသားတွေပြီး Shalom peace be with you လို့ဒီနေ့ကျမ်းစာတွေအတိုင်းသခင်ခရစ်တော်ဘုရားနာမတော်မြတ်၌အားလုံးကိုနှုတ်ဆက်ဆုတောင်းပေးအပ်ပါတယ်ဒီနေ့ကျင်းပနေတဲ့ပွဲတော်ကြီးကကရုဏာရှင်ယေရှုဖခင်ရဲ့ပွဲတော်များယေရှုတော်ရှင်ကက်သလစ်သာသနာပိုင်ပုပ်ရဟန်းမင်းကြီးဖရန့်စစ်အရှင်သူမြတ်အားဝမ်းနည်းကြေကွဲစွာဖြင့်တတိယလွမ်းဆွနေရခြင်းကျင်းပနေကြရတာဖြစ်ပေမဲ့ဒီနေ့ပွဲတော်ကြီးကဆရာတော်တိတ်ခါတင်မင်္ဂလာပွဲတက်တဲ့မဟုတ်ဘဲနဲ့ဖခင်ကိုယ်တော်တိုင်စီရင်တော်မူသောနေ့ဖြစ်တာကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ် This day was made by the Lord. We rejoice and are glad. ချစ်လာစွာသောညီကိုမောင်နှမတို့ကရုဏာရှင်ယေရှုဖခင်ရှင်ရဲ့တရားတော်လေးကရိုးရိုးလေးပါပဲThe message of the divine mercy is simple. ဖခင်ကငါ့ကိုချစ်တယ်ဖခင်ကငါတို့အားလုံးကိုချစ်တယ် It is God. It is that God loves us. All of us. ကိုရောရှင်ရဲ့ကရုဏာတော်ကငါတို့ရဲ့အပြစ်တွေအတွက်ပိုတယ်ဆိုတာမမေ့လိုက်ကြပါနဲ့ And he wants us to recognize that his mercy is greater than our sins. အဲ့ဒီတော့ငါတို့တွေကဘုရားရှင်အားစိတ်ချလက်ချအိုးဘုရားရှင်လို့ခေါ်တနိုင်ပါပြီဘုရားရှင်မြတ်ရဲ့ကရုဏာတော်ကိုခံစားရရှိကြပြီငါတို့ကနေတဆင့်ဒုက္ခရောက်နေကြတဲ့ဘဝသူလူသားတွေထံဘုရားရှင်ရဲ့ကရုဏာတော်တွေတရှိန်တို့စီးဆင်းသွားပါလိမ့်မယ် So that we were called upon him with trust receive his mercy and let it flow through us to others အဲ့ဒီတော့ကိုရောရှင်ရဲ့ဝမ်းမြောက်ခြင်းကိုငါတို့ဝေမျှနိုင်ကြပြီ In this way all will come to share his joy ကျွန်ုပ်ရဲ့ဘဝမှာဝမ်းအမြောက်ရဆုံးနေ့ဖြစ်တယ်လို့ကရုဏာရှင်ယေရှုဖခင်ပွဲတော်နေ့ကိုစီရင်ပေးခဲ့တဲ့ပုပ်ရဟန်းမင်းကြီးယဟန္တာကြီးဒုတိယမြောက်ယောဟန်ပေါလုအရှင်သူမြတ်ကကျွန်တော်တို့ကိုမိန့်ကြားပါတယ်ဘာသာဝင်ကြီးကိုမောင်နှမတို့ခရစ်တက္ကနီ1860ခုနှစ်လောက်ကလေးကပြင်သစ်သာသနာပြု MEP ဘုန်းတော်ကြီးများကမြန်မာပြည်ရဲ့အနောက်ဆွမ်းမှာရှိတဲ့တောင်တန်းကြီးတွေဘောကချင်းတိုင်းရင်းသားများကိုသာသနာပြုဖို့အထူးစိတ်ဝင်စားခဲ့ပါတယ်1890လောက်မှာတော့
MEP ဖုံတော်ကြီးနှစ်ပါးကိုဆေလွတ်ခဲ့တော်လဲမအောင်မြင်ခဲ့ပါဘူးဒုတိယအကြိမ်သာသနာပြုရန်ကြိုးစားတဲ့ထိုစဉ်ကမန္တလေးဂိုင်းကျုပ်သာသနာပိုင် MEP ဆရာတော်ကြီး Bishop Fairley ရဲ့ကိုယ်တိုင်ဦးစီးပြီး Father Marie Audrey MEP ဖုံတော်ကြီးနဲ့မန္တလေးကက်သလစ်ဂိုင်းကျုပ်သာသနာမှဗမာတိုင်းရင်းသားဖုံတော်ကြီး Father Alexis Bardin နဲ့ကရင်တိုင်းရင်းသားဓမ္မဆရာများဖြစ်ကြတဲ့ဆရာရိုကိုဆရာချစ်ထူးနဲ့ဆရာရာဖာအဲတို့ကိုမန္တလေးမြို့ကနေချင်းတောင်တန်းသို့သာသနာပြုခရီးစတင်ဖို့မင်းတပ်မြို့သို့ဆေလွတ်ရာသူတို့တွေ1933ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာရောက်လာပါတယ်1934ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့ MEP ပြင်သစ်သာသနာပြုဆရာတော်ကြီး Bishop Fairley ရဲ့ Father Marie Audrey Father Alexis Bardin နဲ့ဓမ္မဆရာ3ဦးတို့ဟာယေရှုရွှေနှလုံးတော် Most Sacred Heart of Jesus အားအနံပြီးတဲ့နောက်မင်းတပ်မြို့မှာပထမဦးဆုံးတန်ရှင်းမွန်မြတ်သောမစ္စာတရားတော်မြတ်ကြီးကိုအတူတကွပူဇော်နိုင်ခဲ့ကြပါတယ်ထိုမစ္စာတရားတော်မြတ်ကြီး၌ချင်းတောင်တန်းကြီးတစ်ခုလုံးကိုလည်းယဟန္တာမ Saint Teresa of the Child Jesus ကိုအနံပူဇော်ခဲ့ပါတယ်အဲ့ဒီနောက် Father Marie Audrey နဲ့ Father Alexis Bardin တို့ဟာမင်းတပ်မြို့နဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုပဟိုပြုပြီးနှုတ်ကပတရားတော်များကိုမျိုးစေ့ကျဲချခဲ့ပါတယ် MEP ပြင်သစ်သာသနာပြုဖုံတော်ကြီးများဖြစ်ကြတဲ့ Father Paul Fowler Father Francis Collard Father Mark Jordan Father Louis Carrot တို့ကအမှုတော်ထမ်းရွက်ခဲ့ကြပါတယ်MEP ပြင်သစ်သာသနာဖုံတော်ကြီးများနဲ့အတူမန္တလေးဂိုင်းကျုပ်သာသနာမှာဗမာတိုင်းရင်းသားများဖြစ်ကြတဲ့အစဉ်အဆက်က Father Henry Sanchi Father Henry Sanchi မန္တလေးရန်ကုန်ဂိုင်းကျုပ်သာသနာပိုင်ကြီး Cardinal Charles ဘိုရဲ့ Uncle Father Sanchi Henry is Cardinal Charles Bo's uncle. Father Anthony Chomen, Father Michael Union, Father Bernardine Nyope, Father Athanasius Kimau, Father Xavier Myomin, Father Peter Monshue, Father Pius Machado, Father George Samenoha, Chimpi Tongbaima, Tadana Amudo Miyako Aton Konsai, အမှုတော်ထမ်းခဲ့ကြပါတယ်သာသနာပြုခဲ့ကြပါတယ်1936ခုနှစ်မှာတော့ဒီဇင်ဘာလ15ရက်နေ့မှာ Saint Francis အသင်းကိုင် FMN တိလရှင်များက MEP သာသနာပြုဖုံးတော်ကြီးများနဲ့အတူသာသနာပြုဖို့စတင်ရောက်ရှိလာခဲ့ပါတယ်ချင်းပြည်မှာရှိတဲ့သာသနာလုပ်ငန်းများအားလုံးကို1992ခုနှစ်အထိမန္တလေးကက်သလစ်သာသနာကြီး၏ဦးဆောင်မှုအောက်၌ရှိနေခဲ့ပါတယ်။အဲ့ဒီကနေမှ1992ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာတော့ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ယောဟန်ပေါလုအရှင်သူမြတ်ကမန္တလေးဂိုင်းကျုပ်သာသနာတော်မှဟာခါသာသနာဂိုင်းကျုပ်သာသနာတော်ကိုခွဲထုတ်ခဲ့တည်ထောင်ခဲ့ပြီးထိုစဉ်က Bishop Nicholas Manton ကိုဟာခါကက်သလစ်သာသနာတော်ရဲ့ပထမဦးဆုံးမင်းတပ်သာသနာဇာတိသားဂိုင်းအုပ်သာသနာတော်ကြီးဖြစ်အနှံခဲ့ပါတယ်။ပုပ်ရဟန်းမင်းကြီး Benedict 16ရှင်သူမြတ်က2010ခုနှစ်မေလ22ရက်နေ့မှာတော့မန္တလေးကက်သလစ်ဂိုင်းကျုပ်သာသနာတော်ကိုဟာခါကက်သလစ်သာသနာမှခွဲထုတ်တည်ထောင်ခဲ့ပါတယ်။သာသနာပြုလုပ်ငန်းများကိုပုံမူထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ပုပ်ရဟန်းမင်းကြီး Francis အရှင်သူမြတ်ကဟာခါကက်သလစ်ဂိုင်းအုပ်သာသနာမှခွဲထွက်ပြီးမင်းတပ်ကက်သလစ်ဂိုင်းအုပ်သာသနာတော်သစ်အဖြစ်တည်ထောင်ရန်2025ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာတရားဝင်ကြေညာခဲ့ပါတယ်။ဒေသခံဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Father Augustine
ထန်ယွန်ဟုံးကိုမင်းတပ်ကက်သလိတ်ခိုင်အုပ်သာသနာသို့သေဤပထမဦးဆုံးသာသနာပိုင်ဆရာတော်ကြီးတစ်ပါးအဖြစ်ရွေးချယ်ခံအပ်ခဲ့ပါတယ်ချစ်လာစွာသောညီကိုမောင်နှမတို့ကဘာကြီးကရက်ပေါင်း38ရက်ကြာမှဖူးမမြင်ရပဲနမိုးနီးယားယောဂပြင်းထန်စွာခံစားရပြီးဆေးကုသမှုအပြီးမှာဒီနှစ်ပါစကားပွဲနေ့ကြီးမှာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကြီးမှာ2023ခုနှစ်မှာ266ပါးမြောက်ကက်သလိတ်သာသနာပိုင်ပုပ်ယဟန်မင်းကြီးတစ်ပါးအဖြစ်ဖျားရွေးကောက်တော်မူခဲ့တဲ့ပါပါဖရန့်စစ်ရှင်သူမြတ်ကိုကျွန်ုပ်တို့ကဘာကြီးကဖူးတွေ့လိုက်ရတော့ကျွန်ုပ်တို့အားလုံးဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်စိန့်ပီတာဘုရားကျောင်းတော်ကြီးရဲ့လသာဆောင်ပေါ်ကနေto the city and to the world စာကျွန်တော်မှာမြန်မာပြည်ကြီးအတွက်ကျွန်ုပ်တို့ရဲ့အမိပြည်ကြီးအတွက်အမြဲတမ်းတတိယပြီးကဘာကြီးကိုမြန်မာပြည်ကြီးကိုတိလာအောင်အမြဲအားပေးခဲ့တယ်ကျွန်ုပ်တို့ကိုတွေ့တိုင်းမြန်မာ is in my heart မြန်မာenemy of quarry ကျွန်တော်တို့ကိုအဲ့ဒီလိုပဲပြောလေရှိတဲ့ပုပ်ယဟန်မင်းကြီးကကဘာကြီးတည်အောင်ကျွန်တော်တို့မြန်မာပြည်ကြီးကိုငြိမ်းချမ်းကြပါစေငြိမ်းချမ်းရကြပါစေလို့ဝိုင်းဝန်းဆောင်ရွက်ဆုတောင်းပေးကြပါလို့စာကြောင်း3-4ကြောင်းကြာအထူးမိတ်ခဲ့တာကျွန်တော်တို့ဒီနေ့တတိယနေနိုင်ပါတယ်နောက်ရက်ဧပြီလ21ရက်နေ့မှာပဲ Fratelli e Sorelle Buona Pasqua Brothers and sisters Happy Easter လို့အာရပါရနောက်ဆုံးမိန့်ကြားခဲ့တဲ့ပါပါဖရန့်စစ်ရှင်သူမြတ်ကဟာခကက်သလိတ်ခိုင်ဥသာသနာမှာမင်းတပ်ကက်သလိတ်ခိုင်ဥသာသနာတစ်ခုအဖြစ်2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာတရားဝင်ကြေညာပေးခဲ့ပါတယ်ဒေသခံဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Father Augustine ထန်ယွန်ဟုံးကိုမင်းတပ်ကက်သလိတ်သာသနာပိုင်ခိုင်ဥဆရာတော်ကြီးအဖြစ်ရွေးချယ်ခံထားခဲ့ပါတယ်လေးစားအပ်တဲ့ညီကိုမောင်နှမတို့ဆရာတော်အဂတ်စတင်းရဲ့တိတ်ခါတင်ပွဲကိုကျင်းပဖို့စီစဉ်ကြရာသူ၏ချင်းညီအကိုအချင်းချင်းဖြစ်နေကြတဲ့ပြည်တွင်းစစ်မီးကြီးအောက်ကမင်းတပ်သာသနာဆိုတာကလည်းမယုံလို့ယနေ့သွားကြည့်ပါအုပ်ပုံအုပ်ခဲတွေအောက်မီးပုံပြာပုံအောက်ရောက်နေပါတယ်ချင်းလူမျိုးတွေဆိုတာကလည်းအိုးမဲ့အိမ်မဲ့ခိုကိုရမဲ့ဖြစ်ကြကအသက်ရှင်ဖို့လွတ်ရာကျွတ်ရာအရက်တွေတော်တဲ့တောင်ထဲမှာကစင်းကလေးအားရောက်နေကြရရှာပါတယ်မင်းတပ်ရွှေနှလုံးတော်ကတိတဲ့ဖြစ်လာမဲ့ဖျားရှိခိုးကျောင်းတော်ကြီးဆိုတာကလည်းအမိုးကင်းမဲ့အကာကင်းမဲ့ဖြစ်သွားပြီးသွားလာဖို့လမ်းခရီးကလည်းလုံခြုံမှုမရှိကြတာကြောင့်မွန်စီညောအန်ဒရေယာရဲ့အကြံပြုချက်နဲ့ဧပြီလ29ရက်နေ့ပါစကာပွဲတော်ကြီးနောက်တစ်ပတ်တနင်္ဂနွေနေ့မှာကြာရောက်တဲ့ကရုဏာရှင်ယေရှုပွဲနေ့မှာစစ်ရှောင်းညီကိုမောင်နှမတွေအများကြီးခိုလုံနေတဲ့မန္တလေးသာသနာရဲ့ဖျားဘူးစင်တာတစ်ခုဖြစ်တဲ့ပလိတ်မြို့အနီးကချမ်းသာကုန်းကျေးရွာမှာကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဝဲတော်ဖြစ်မြောက်အောင်မန္တလေးသာသနာတော်ကဦးစီးပြီးကျင်းပဖို့ကိုလည်းလက်ခံခဲ့ပါတယ်ကြိုဆိုခဲ့ပါတယ်ဘုန်းတော်ကြီးတွေတိလရှင်တွေသာသနာအကျိုးဆောင်ဂောဘကအဖွဲ့တွေနဲ့အတူအစည်းအဝေးထိုင်ပြီးအစစီစဉ်ပြီးချိန်မတ်လ28ရက်နေ့လယ်12နာရီမိနစ်54စက္ကန့်အချိန်ပြင်းထန်စွာလှုပ်ခတ်ပစ်လိုက်တဲ့စကိုင်းပြ၍ငရင်ကြီးကြောင့်ဘာလို့ဘာကန်ရမှမသိပဲကျွန်ုပ်တို့မွန်စီညောနှစ်ပါးကိုယ်တိုင်မြေကြီးပေါ်မှာဝစ်နေခဲ့ကြရပါတယ်လူတွေသိဆုံးကြတာကြောင့်ကျွန်ုပ်တို့အပါဝင်မွန်စီညောအဂက်စင်းနဲ့ဘုန်းတော်ကြီးများအားလုံးကျောင်းဝိုင်းတွေကတစ်ပင်လေးအောက်
ဟောကန်ကြီးရဲ့အောက်မှာဖြာခင်းပြီးအတူတူနေရချိန်9 ရက်လွန်လာတော့ကျွန်တော်ကစပြီးပြောပါတယ်ကိုရောကြီးမွန်စီညာကိုရောရဲ့ဆရာတော်တိတ်ခါတင်ပွဲကိုပြန်စဉ်းစားကြရအောင်စိတ်မကောင်းပါဘူးမန္တလေးမှာတော့ဘယ်လို့မှမဖြစ်နိုင်တော့ဘူးထင်ပါတယ်အဲ့ဒီလိုနဲ့ဆွေးနွေးကြရင်ရန်ကုန်သာသနာမှာကျင်းပဖို့စီစဉ်ခဲ့လိုက်ကြပါတယ်ကာဒီနယ်ချားဆိုနဲ့ရန်ကုန်ဘုံတော်ကြီးတိလရှင်များဘာသာဝင်များကိုလည်းအကြောင်းကြားပြီးဝမ်ပန်တတာသူတို့ကလည်းကြိုဆိုပါတယ်ရန်ကုန်မှာအစစီစဉ်ပြီးချိန်သာသနာပိုင်ကြီးပုပ်ရဟန်းမင်းကြီးပါပါဖရန်စစ်အရှင်သူမြတ်ကအဖအိမ်တော်ပြန်သွားတော်မူပြီလို့ကျွန်ုပ်လည်းကြားရပြန်တော့ခိုင်းကျုပ်ဆရာတော်ကြီးကာရီနယ်ချားစ်ကိုရဲ့စီစဉ်ပေးမှုကြောင့်ကျွန်တော်ကိုဒီနေရာမှာတွေ့နေရကြရင်ဖြစ်ပါတယ်ညီကောင်မောင်နှမတို့ဘဝတူအဖြစ်မှာလူတွေလှုပ်လို့ဖြစ်ပေါ်နေတဲ့စစ်ဘေးကြောင့်ပြာပုံတွေခိုလုံစရာမဲ့နေစရာမဲ့စားစရာမဲ့ကုစရာဆေးမရှိစားအံဖို့စာတင်ကြောင်းမဲ့ဖြစ်နေတဲ့ကလေးသူငယ်လူငယ်လူရွယ်တွေစစ်ရှောင်းလူကြီးလူငယ်ယောက်ျားမိန်းမမိန်းကလေးတွေပါမကြမ်းအားကိုးရမဲ့ဖြစ်နေကြရတဲ့လူပုံအလဲတဲ့မြုပ်နေကြရတဲ့တပည့်တော်တို့တွေမန္တလေးငရင်ကြီးကြောင့်လက်ချိုးပြီးရေတွက်ရင်လက်နှစ်ဖက်ပြည့်အောင်မကြံတော့ဘူးဆိုတဲ့အဖျားရှိခိုးချောင်းလေးတွေကိုအာယူပြီးနေရချိန်ဒီနေ့အချိန်မှာတော့ဘုံတော်ကြီးကျောင်းလေးကျွန်တော်တို့မန္တလေးရွှေနှလုံးတော်ကက်တီတဲ့ကျောင်းကြီးအပါဝင်သီလရှင်ကျောင်းတွေဘာသာဝင်အိမ်တွေလူတွေအများစုရဲ့အိမ်တွေအကုန်အုပ်ပုံတွေဖြစ်နေကြတာအကြောင်းကိုရောနဲ့ဘဝထပ်တူတည်ရတဲ့တပည့်တော်အနေနဲ့မွန်စီညောကိုပဲလို့အားပေးရမှန်းတောင်းလူသဘောလူစန္ဒာနဲ့တော့စကလုံးရှာလို့တောင်းမတွေ့တော့ပါဘူးဒီဘဝအခြေအနေများမှာတပည့်တော်အတွက်ခရိယန်တယောက်သာဖြစ်မလာပဲမွန်စီညောဒီလိုအခြေအနေမျိုးမှာဆရာတော်တစ်ပါးအနေနဲ့ခရိယန်တယောက်သာမဖြစ်လာခဲ့ဘူးဆိုရင်သေမင်းကိုပင်အောင်မြင်တော်မူသောခရစ်တော်ကိုတပည့်တော်တို့မသိခဲ့ရရင်မယုံကြည်ခဲ့ရရင်ကိုရော့အကြောင်းတွေကိုလည်းကြားခွင့်ကြုံခွင့်ဖူးခွင့်မရခဲ့ပါလေအဖဘုရားရှင်၌သာစိတ်ချအားထားကြပါလို့တပည့်တော်တို့မသိခဲ့ကြရရင်မနာယူခဲ့ကြရရင်ခုချိန်ဆိုတပည့်တော်တို့ဘယ်လမ်းဘယ်ခရီးမှာဖောက်နေလဲမသိတော့ဘူးMonsignor Augustine နှစ်စဉ်နှစ်တိုင်းပါစကာပွဲနေ့ကြီးအချိန်မှာအမြဲဖတ်ရှုရတဲ့ရှင်မာကုကျမ်းရှင်မာသေဥကျမ်းရှင်လုကာကျမ်းနေတဲ့မှာကြောက်ရွံ့တကြားမျက်နာကိုလက်နဲ့အုပ်ပြီးမြေမှာဝတ်ဆင်းပြီးလွမ်းလုံးလို့တဆုပ်ဆုပ်တရှုပ်ရှုပ်ငိုနေရတဲ့အမျိုးသမီးများကိုကျမ်းစာတော်များမှာတရားတမန်တော်တစ်ပါးကသင်တို့သည်အသက်ရှင်သောသူကိုသေသူတို့အစုတွင်အဘဲကြောင့်လာရှာနေကြသည်နီကိုရောသည်ဤနေရာ၌ဤသင်္ချိုင်းကိုတွင်မှမရှိဘူးကိုရောရှင်ပြန်ထမြောက်တော်မူပြီ He is risen အဲ့ဒီလိုကျွန်တော်တို့ရဲ့ကျမ်းစာတော်များကိုအာရဝန္တာပြန်ဖတ်လိုက်ကြရအောင်မွန်စီညာနဲ့ဘာသာဝင်ညီကိုမောင်နှမတွေအခြေအနေအရရကကျွန်တော်တို့ရဲ့စိတ်အာယုံမျက်စိအာယုံတွေကိုမြေကြီးပေါ်လက်ညှိုးထိုးပြီးပြနေတဲ့ချိန်ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းနဲ့ကောင်းကင်ကြီးကိုရဲရဲမျှော်ကြည့်ကြပါလို့ဒီနေ့တရားတမန်တော်ကကျွန်တော်တို့အားလုံးကိုဖိတ်ခေါ်နေပါတယ်ရှင်ယောဟန်ကျမ်းအခန်းကြီး7အခန်းငယ်29မှာဖတ်နိုင်တယ်လို့မွန်စီညောဖျားသားသမီးညီကိုမောင်နှမတို့ကျွန်တော်ရဲရဲအော်ပြောချင်တာက The one who sent me is with me. He has not left me alone. For I always
do what pleases him. ငါကိုစီလို့တောင်းတော်သူသည်ငါနှင့်အတူရှိတော်မူ၏ညီကိုမောင်နှမများသူဒီငါကိုတယောက်တည်းဆုံးပြစ်မထားဘူးဘယ်တော့မှဆုံးပြစ်ထားမှာမဟုတ်ဘူးအကြောင်းမူကားငါသည်ဖျားနှစ်သက်သောအရာများကိုအစဉ်အမြဲလှုပ်ဆောင်နေသောကြောင့်ဖြစ်၏ဧပြီလ21ရက်နေ့နဲ့စောစောချိန်ပုပ်ရဟန်းမင်းပြန်လွန်သွားရှာပြီလို့ပြောလာတဲ့ဝမ်းနည်းစကားကိုဧပြီလ21ရက်နေ့မနေ့စောကြီးမှာကြားရတာမကြခင်မှာပဲကျွန်တော်ကိုပထမဦးဆုံးဖုန်းခေါ်လာတဲ့ဗုဒ္ဓဘာသာဆရာတော်ကြီးတစ်ပါးက Bishop ဦးတင်ဝင်းရေကျွတ်တို့ကဘာလူသားတွေရဲ့အတွက်ဘယ်တော့မှပြန်မရနိုင်တော့တဲ့သူရဲကောင်းကြီးတစ်ပါးသူတော်ကောင်းကြီးတစ်ပါးကျွတ်တို့ကဘာသားတွေကဘာသူကဘာသားတွေအားထားအတုယူရတဲ့ပုဂ္ဂိုလ်မြတ်တစ်ပါးကိုတော့ဆုံးရှုံးသွားပြီဗျာချုပ်တော့နှမျောတယ်ဗျာလို့တန်တန်တာတာပြောလာတဲ့ဗုဒ္ဓဘာသာဆရာတော်ကြီးနဲ့အတူတပည့်တော်တို့အမြဲတမ်းလွမ်းဆွနေကြရမယ်ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ရှင်သူမြတ်ကမွန်စီညောကိုရောကိုပြောခဲ့တယ်ရှင်တို့ရဲ့ချစ်သားတင့်ရဲ့လူတွေစီသွားပါသူတို့ရဲ့ချွေးနှံ့တွေကိုခံစားပြီးရှူချိုက်လိုက်ပါသူတို့ရဲ့မျက်နှာတွေပေါ်ကမျက်ရည်ဆက်တွေကိုမျှယူလိုက်ပါတူရင်းတူကသူ့ရဲ့တိုးတွေကိုရင်ခွင်မှာပိုက်ပြီးတည်သွားသည်ရှိတယ်လို့တင့်ရဲ့တိုးတွေကိုဝိပိုက်ကထမ်းတည်သွားပေးပါပုပ်ဖရန့်စစ်ကမွန်စီညောကိုပြောခဲ့ပါတယ် Go my son to your people smell of the sheep smell of the sweat share their tears and carry them as the shepherd carries the lamb. ဘာသာဝင်ကြီးကိုမောင်နှမတွေပုပ်ရဟန်းမင်းကြီးရဲ့မှာကြားခဲ့တဲ့တရားကိုမြေဝဲမကျနားထောင်ပြီးသင်တို့ယိုသေးရတဲ့ဆရာတော်ကြီးအဂတ်စင်ကရှင်ယောဟန်21အခန်းကြီး16မှာငါဤသူများကိုထိမ့်သိမ်းဆောင်ရှောက်လောဆိုတဲ့သခင်ခရစ်တော်ရဲ့တရားတော်များကိုသူဆရာတော်ဘဝတက်တန်းတစ်လျှောက်လုံးအတွက်ဆောင်ဖို့ရွေးချယ်လိုက်ပါတယ်ဒီနေ့ဖတ်ရတဲ့ဒုတိယကျမ်းထဲမှာတမန်တော်ဝိတ္ထု22ကနေ16မှာအာနာနိယအမည်ရှိတဲ့လူတစ်ယောက်ဒီကျွန်ုပ်ပေတရုအနားမှာရပ်ပြီးညီတော်အော်ဂတ်စတင်မျက်စိအလင်းကိုယူလောအဲ့ဒီတရားတမန်တော်ကြီးကဆက်ပြီးငါတို့ဘိုးဘေးတို့ဤဖျားသခင်သည်မိမိအလိုတော်ကိုလူသားအပေါင်းသိစေခြင်းက၎င်းကိုရောဤဖြောင့်မတ်သောသူကိုဖူးမြင်ကြရစေခြင်းက၎င်းထိုသခင်ဤအတန်ကိုလည်းသူတို့ကြားကြစေခြင်းက၎င်းတင့်ကိုရွေးချယ်တော်မူလေပြီအကြောင်းမူကားသင်မြင်ရကြားရခဲ့သောအရာများကိုလူအပေါင်းတို့ရှေ့မှာထိုသခင်အတွက်သက်သေခံဖြစ်ရလိမ့်မယ်တို့ဖြစ်သောကြောင့်အဘဲ့ကြောင့်ဆိုင်းငံ့နေသည်နီဆိုတဲ့ကျမ်းပိုက်ကိုတပည့်တော်တို့တေးသေးချာချာဖတ်ပြီးယုံယုံကြည်ကြည်လက်ခံကမရပ်တည်လိုက်ကြပါစို့ဒီနေ့ဖတ်ခဲ့ရတဲ့ကျမ်းစာတော်မြတ်22-24မှာဤတပည့်တော်ဒီကရှင်ယောဟန်ကသူရေးသားခဲ့တဲ့သူ့ရဲ့ကျမ်းပိုက်အဆုံးလေးမှာဤတပည့်တော်ဒီကဤအကြောင်းအရာများကိုကိုယ်တိုင်တက်တည်ခံရေးသားထားသူဖြစ်၏သူဤတက်တည်ခံချက်များမှန်ကန်ကြောင်းလည်းငါတို့သိကြ၏လို့ဖတ်ရတယ်လို့မွန်စီညာအဂတ်စတင်တပည့်တော်တို့မမိတ်မသုံးမယိမ့်မယိုင်တည်ကြည်တဲ့တပည့်တော်တို့ရဲ့ဘဝတက်တည်ယုံကြည်ခြင်းတက်တည်မျှော်လင့်ခြင်းတက်တည်ဖြစ်နောင်လာနောင်သားတွေအတွက်
တပည့်တော်တို့အတူတူတက်တည်ထူလိုက်ကြပါစို့လို့တပည့်တော်အားပေးလိုက်ရပါတယ်အာမင် Alleluia.